ယောဟိဗုဒ္ဓတာတိမတောအယံမာရတသပါပိမတောပရာဇယောဩဃောတယုံဘောဓိမန္တေပမောရိတာဇယံတရနာဂကနာမေတိနောဇယောဟိဗုဒ္ဓတာတိရိမတောအယံမာရတသပါပိမတောပရာဇယောဩဃောတယုံဘောဓိမန္တေပမောဒိတာဇယံတရာနာဂကနာမဟေတိနောအယံအတ္တမရှိကဲမံပိလျက်သက်ရှိကဲ့တွင်ဤမြေပြင်နှင့်ကောင်းငယ်ရိုက်ကျူးဤအောင်မြင်မှုအထူးသည်ကသီရိမတောသက္ကဝလဤလောကဝယ်ရှိသည်မြဥတ္တုံကောင်းသိမ်ကုန်တို့နိုင်ပုံရှင်စေမတူပေသာကျက်သေးတော်ပေါင်းဆိုအောင်ကိမ့်ပြောရလည်းဖြစ်တော်မူဝေထသောဗုဒ္ဓတာယိသစ္စာညေယဟူသည်မြကိုမြူစမဲ့ကြံတပင်ဉာဏ်ဖြင့်အမှန်သိမြင်ဘုရားရှင်ကိုရောမြတ်ကြီးသာလျင်ဇယောလူမင်းနာမင်းမြမမင်းတို့ကောင်းတင်ချိတ်ညံအောင်ပွဲတော်ခံယူခြင်းပေသည်ပါပိမတောယုံမှဉာဏ်ပညာကံ၍အန္တစင်စစ်ဧကံဖြစ်သောမာရသာသဘောဓိမဂိုင်ပလင်မြိုက်ကိုသိမ့်ပိုက်ယူမည်စစ်ကြီးချီ၍ရှစ်ဒီငိမ်ညောင်းမြေပြင်ဆောင်များချိန်မောင်းတိုက်ခိုက်လာသောမနတာဤတိကပရာဇယောဘုံရှိန်ကုန်ကြောက်တက်ကိုခောက်၍နောက်သို့ပြန်ကျုပ်ရန်စမြုပ်ကိုမတုံနိုင်ပဲဘုံမုံလည်း၍စေပွဲကြီးရှုံးနေခြင်းပါပေသည်ဣတိသောတရထောမာနကိုအောင်မြင်သည့်နေ၌ဘောဓိမန္တေသဗ္ဗညုညာယေတံကြည်ယအပရာဇိတဌာနအောင်ခံပလင်နာ၌ပမောဒိတာနှင့်တဲ့အာယံရွှင်လန်းဝမ်းမြောက်ကြကုန်သောနာဂနတ်နဂပေါင်းတို့သည်မေတိနောတိလခဏသတိကျေသူကုန်အထုကုန်ရှိဘူးရှာမိလေးကျက်တော်မူပြီးသောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး၏ဇယံကောင်းတင်ချိန်ဉဏ်အောင်ပွဲသံကိုဩဃောတယုံစကဝါတိုက်တောင်းလုံးခိုက်အောင်ကျူးရိုက်ထွေငောကြွေးကြော်တော်မူကြလေကုန်မည်တကားဇယောဟိဗုဒ္ဓတာတိရိမတောအယံမာရတသပါပိမတောပရာဇယောဩဃောတယုံဘောဓိမန္တေပမောဒိတာဇယံတရနာဂကနာမေတိနောအယံအတ္တမရှိကဲမံပိလျက်တရှိကဲ့တွင်ဤမြေပြင်နှင့်ကောင်းကင်ရိုက်ကျိုးဤအောင်မြင်မှုအထူးသည်ကဇယံတရသုပ္ပန္နသံဃာတိရိမတောသက္ကဝဤလောကဝယ်ရှိသည်မြဥတ္တုံကောင်းသိမ်ကုန်တို့နိုင်ပုံရှင်စေမတူပေသကျက်သေးတော်ပေါင်းစုအောင်ကိမ့်ပြောရာဖြစ်တော်မူထသောဗုဒ္ဓတာဟိသစ္စာညေယဟူသည်မြကိုမြူစမကြံတပ္ပဉာဏ်ဖြင့်အမှန်သိမြင်ဘုရားရှင်ကိုရောမြတ်ကြီးဤသာလျင်ဇယောလူမင်းနာမင်းမြမမင်းတို့ကောင်းတင်ချိတ်ဉဏ်အောင်ပွဲတော်ခံယူခြင်းပေသည်ပါပိမတောယုံမှဉာဏ်ပညာကံ၍အန္တစင်စစ်ဧကံဖြစ်သောမာရတသဘောဓိမဂိုက်ပလင်မြိုက်ကိုသိမ့်ပိုက်ယူမည်စစ်ကြီးချီ၍ရှစ်ဒီချိန်ညောင်းမြေပြင်ဆောင်များချိန်မောင်းတိုက်ခိုက်လာသောမာနတာဤကပရာဇယောဘုံရှိန်ကုန်ကြောက်တက်ကိုခောက်၍ဘုံရှိန်ကုန်ကြောက်တက်ကိုခောက်၍နောက်သို့ပြန်ကျုပ်ရန်စမြုပ်ကိုမတုံနိုင်ပဲဘုံမုံလည်း၍စေပွဲရှုံးနေခြင်းပါပေသည်ဣတိဤသို့တရထိုမာနကိုအောင်မြင်သည့်နေ့၌ဘောဓိမန္တေသဗ္ဗညုညာယေတံကြည်ယအပရာဇိတဌာနအောင်ခံပလင်နာ၌ပမောဒိတာနှင့်တဲ့အာယံရွှင်လန်းဝမ်းမြောက်ကြကုန်သောသူပန္နသံဃာကလုံမင်းအပေါင်းတို့သည်မေတိနောတိလေခန္ဓာစသည်ကျေစုကုန်အထူးကိုရှိဘူးရှာမိလေးကျက်တော်မူပြီးသောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး၏ဇယံကောင်းတင်ချိန်ဉဏ်အောင်ပွဲသံကိုဩဃောတယုံစကဝါတိုက်တောင်းလုံးခိုက်အောင်ကျူးရိုက်ထွေးငော
ကြွေးကြော်တော်မူကြလေကုန်ပြီတကားဇယောဟိဗုဒ္ဓသာတိရိမတောအယံမာရတသပါပိမတောပရာဇယောဩဃောတယုံဘောဓိမန္တေပမောဒိတာဇယံတရာဒေဝကနာမေတိနောအယံအတ္တမရှိကဲမံမိလေတရှိကဲ့သွင်းဤမြေပြင်းနှင့်ကောင်းကင်ရိုက်ကျိုးဤအောင်မြင်မှုထုသည်ကတိရိမတောသက္ကဝလာဤလောကဝယ်ရှိသည်မြဩသုံးကောင်းသိမ့်ကုန်တို့နိုင်ပုံရှင်စေမတူပေသာကျက်တေအပေါင်းစုအောင်သိမ့်ပြောရလည်းဖြစ်တော်မူထသောဗုဒ္ဓသာသစ္စာညေယဟုသည်မြကိုမြူစမဲ့ကျမ်းသဗ္ဗဉာဏ်ဖြင့်အမှန်သိမြင်ဘုရားရှင်ကိုရောမြတ်ကြည်ဤသာလျင်ဇယောလူမင်းနမင်းမြမမင်းတို့ကောင်းတင်ချိတ်ညံအောင်ပွဲတော်ခံယူခြင်းပေသည်ပါပိမတော်ယုံမှဉဉ္ဉံပညာကမ်း၍အန္တာစင်စစ်ဧကံဖြစ်သောမာရတသဘောဓိမကိုက်ပလင်မြိုက်ကိုသိမ့်ပိုက်ယူမည်စစ်ကြီးချီ၍ရှစ်ဒီငြိမ်ညောင်းမြေပြင်စောင်းမြချိန်မောင်းတိုင်းခိုင်လာသောမာနတဤကပရာဇယောဘုံရှိန်ကိုကြောက်တက်ကိုခေါက်၍နောက်သို့ပြန်ကျုပ်ရန်စမြုပ်ကိုမတုံနိုင်ပဲဘုံဘုံလည်း၍စေပွဲရှုံးနေခြင်းပါပေသည်ဣတိဤတို့တရထိုမာနကိုအောင်မြင်သည့်နေ့၌ဘောဓိမန္တေသဗ္ဗညုညံရင်တံကြည်ယအပရာဇိတဌာနအောင်ခံပလင်နာ၌ပမောဒိတာနှစ်သက်အာယံရွှင်လန်းဝမ်းမြောက်ကြကုန်သောဒေဝဂနာတောင်းဆက်ကြဝါလာရှိကြကုန်သောနတ်အပေါင်းတို့သည်မဟိသိနောတိလခန္ဓာစသည်ကျေစုဂုံအထုကိုစီမှုရှာမီလေးချက်တော်မူပြီးတော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး၏ဇယံကောင်းတင်ချိန်ညံအောင်ပွဲသံကိုဩဃောတယုံသက္ကဝတိုင်းတောင်းလုံးခိုက်အောင်ကျူးရိုက်ထွေးငေါ်ကြွေးကြော်တော်မူကြလေကုန်ပြီတကားဇယောဟိဗုဒ္ဓတတိရိမတောအယံမာရတသပါပိမတောပရာဇယောဩဃောတယုံဘောဓိမန္တေပမောဒိတာဇယံတတာဗျမ္မခနာပိမဟေတိနောအယံအတ္တမရှိကမ္မမိလေသက်ရှိကဲ့သွင်းဤမြေပြင်နှင့်ကောင်းကင်ရာ၏ကျိုးဤအောင်မြင်မှုအထူးသည်ကတိရိမတောသက္ကဝလာဤလောကဝယ်ရှိသည်မြဩသုံးကောင်းသိမ့်ကုန်တို့နိုင်ပုံရှင်စေမတူပေသာကျက်သေးသောအပေါင်းစုအောင်ကိန်းပြောရလည်းဖြစ်တော်မူပါပေထသောဗုဒ္ဓသာဟိသစ္စာညေယဟုသည်မြကိုမြူစမကြံသဗ္ဗဉာဏ်ဖြင့်အမှန်သိမြင်ဘုရားရှင်ကိုရောမြတ်ကြည်ဤသာလျင်ဇယောလူမင်းနမင်းမြမမင်းတို့ကောင်းတင်ချိတ်ညံအောင်ဝဲတော်ခံယူခြင်းပေသည်ပါပိမတောယုံမှဉဉ္ဉံပညာကမ်း၍အန္တာစင်စစ်ဧကံဖြစ်သောမာရတသဘောဓိမကိုက်ပလင်မြိုက်ကိုသိမ့်ပိုက်ယူမည်စေကြီးချီ၍ရှစ်ဒီငြိမ်ညောင်းမြေပြင်စောင်းမြချိန်မောင်းတိုင်းခိုင်လာသောမာနတဤကပရာဇယောဘုံရှိန်ကိုကြောက်တက်ကိုခေါက်၍နောက်သို့ပြန်ကျုပ်ရန်စမြုပ်ကိုမတုံနိုင်ပဲဘုံဘုံလည်း၍စေပွဲရှုံးနေခြင်းပါပေသည်ဣတိဤသောတရထိုမာနမင်းကိုအောင်မြင်သည့်နေ့၌ဘောဓိမန္တေသဗ္ဗညံသဗ္ဗညုညံရင်တံကြည်ယအပရာဇိတဌာနအောင်ခံပလင်နာ၌ပမောဒိတာနှစ်သက်အာယံရွှင်လန်းဝမ်းမြောက်ကြကုန်သောဗျမ္မခနာပိဗျမ္မာမင်းအပေါင်းတို့သည်လေမဟိတိနောတိလခန္ဓာစသည်ကျေစုကဝတ္ထုကိုစီဘူးရှာမိလေးချက်တော်မူပြီးသောမြတ်စွာဘုရား၏ဇယံကောင်းတင်ချိန်ညံအောင်ဝဲသံကိုဩဃောတယုံသက္ကဝတိုင်းတောင်းလုံးခိုက်အောင်ကျူးရိုက်ထွေးငေါ်ကြွေးကြော်တော်မူကြလေကုန်ပြီတကား